မိတ်ဆွေအိမ်ကကြောင်လေးတွေကလေငှက်မြင်နိုင်ဒီလိုအတန်ထွက်တာမြင်မူလိုက်ရင်ကျွန်တော်ပြမယ်နားထောင်ကြည့်ဗျအဲ့ဒါကိုအင်္ဂလိပ်လိုဆိုရင်တော့ chipping ဒါမှမဟုတ် clicking လို့ခေါ်ရဗျမြန်မာလိုတော့ဘယ်လိုခေါ်လဲကျွန်တော်မသိဘူးသိတယ်များပြပြပေးပါနော်အဲ့ဒီအတန်ဘာလို့ထွက်လဲသိလိုက်ရင်ကျွန်တော်ရှင်းပြပေးမယ်ဗျဆိုတော့ဗရင်းမောက်အပြင်မှာငှက်တကောင်ကိုကြောင်ကမြင်လိုက်တယ်ချက်ချင်းပဲသူတို့မျက်လုံးကစိုက်ကြည့်သွားတယ်နားတွေကထောင်သွားတယ်တကူလုံးလည်းတင်းမာသွားတယ်ပေါ့နော်အားလုံးကပုံမှန်ပဲလို့ထင်ရတယ်ဒါပေမဲ့ထူးဆန်းတာကသူတို့ပါဇက်ကနေဆိုပြီးတော့အတန်တွေစထွက်လာတာပဲနော်ဆက်တွေပြက်နေတဲ့အတန်မျိုးပဲပေါ့နော်အဲ့ဒါဘာဖြစ်တာလဲဆိုရင်တချို့လူတွေကကြောင်ကငှက်နဲ့စကားပြောနေတယ်လို့ထင်ကြတယ်တချို့ကတော့ငှက်အတန်ကိုအတူခိုးနေတာလို့ပြောကြတယ်ဗျတကယ်တော့ဘယ်သူမှအတိအကျမသိပါဘူးကျွမ်းကျင်တဲ့ပညာရှင်တွေပြောတာကတော့ကြောင်ကငှက်ကိုမြင်လိုက်တဲ့အချိန်သူ့ရဲ့အမဲလိုက်တဲ့စိတ်ကအပြေအဝနိုးလာတယ်။အုံနောက်ထဲမှာဒါငါအမဲပဲဒါပေမဲ့ပြဿနာကငှက်ကအပြင်မှာပြင်းကောက်ကကြားမှာဖမ်းလို့မရဘူး။ဆိုတော့မိတ်ဆွေကိုရမ်းကြိုက်တဲ့အစားအစာကိုမြင်နေရတယ်လို့စဉ်းစားကြည့်ဗျာ။မြင်ရတယ်နီးနီးလေးပဲဒါပေမဲ့စားလို့မရဘူးစိတ်တုံမလားအဲ့လိုပဲကြောင်တွေကလည်းစိတ်တူပြီးအဲ့လိုအတန်မျိုးလုပ်ပြတာပေါ့နော်တချို့ကျွမ်းကျင်တဲ့ပညာရှင်တွေပြောတာကတော့ကြောင်တွေကအဲ့လိုငှက်အတန်မျိုးလုပ်ပြီးငှက်တွေကိုဖျားယောင်းပြီးသူတို့အနာကပ်လာအောင်မြားခေါ်တာလို့ပြောကြတယ်ဗျဒါပေမဲ့ကျွန်တော်အရင်ကြောင်လေးတွေအဲ့လိုလုပ်တိုင်းလေကျွန်တော်ဘယ်တော့မှဘယ်ငှက်မှသူတို့အဖက်လုပ်ပြီးလှည့်ကြည့်တာတော့မမြင်ဘူးဗျမိတ်ဆွေရောမြင်ဘူးလား